လက်အောက်ချီပြီးနောက်ကညီညီလေးဆိုစမ်းပြိတ္တာအနန္တငါကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်တဇောင်းလုံးလစုံ9ရက်နေ့ညတောင်ငူမြို့ရွှေစံတော်ဂောဘကများပင့်လျောက်ခြင်းအရာရွှေစံတော်ဇေဒီတော်ကြီးအတွက်ဟောကြားပြီးတော့လာခဲ့တာဒီကနေ့3ညမြောက်တရားဝဲနောက်ပိုင်းဇတ်လမ်းရက်နဲ့လနဲ့ဌာနနဲ့မြို့နဲ့ဒါလေးတွေဘုန်းကြီးတို့ထည့်ပေးပါတယ်ဇတ်ထုတ်အစတော့ကြာကျုပ်တရားတွေကျုပ်နားထောင်လိုက်ဘယ်ဟောမှမသိဖြစ်နေလို့ဒါကြောင့်ထည့်ပေးရဒီကနေ့နောက်ပိုင်းဘုန်းကြီးဟောမဲ့ဇတ်လမ်းကကိုယ်သားကိုယ်သကာမဓာတ်ဆိုတဲ့တရားကိုဟောမလို့ကိုယ်သားကိုယ်သကာမဓာတ်ဘာလဲတုံးပြိဿကြီးကိုယ်သားကိုယ်သတဲ့နေရာမှာကာမဓာတ်မပြင်းထန်ရင်သတ်လို့မရပါဘူးရပါမလားမရပါဘူးဗျာဒါကြောင့်ဘုန်းကြီးကနာမည်လေးပေးထားလိုက်တဲ့ကိုယ်သားကိုယ်သကာမဓာတ်ကျမ်းဂန်ထဲမှာတော့ကျွတ်တို့နိပတ်တော်ထဲမှာအတာတမန္တဇတ်ဖြစ်ပါကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကသာရဏတော်မပြောမွေ့တဲ့ယဟန်တစ်ပါးရှိမပြောမွေ့ဆိုသူလူထွက်ခြင်းတယ်စိတ္တတရိထားလို့သာရဏဘောင်မှာနေတဲ့ယဟန်တန်ဃာတော်များလူထွက်ခြင်းနဲ့ဆိုရင်ဖြင့်တပါးသောအကြောင်းမရှိမြားသောအကြောင်းမရှိအကြောင်းကတစ်ခုသာရှိ၏ဒီတော့ဘုန်းကြီးရဲ့လူထွက်ခြင်းနဲ့အကြောင်းကများများလားတစ်ခုတည်းလားအဲ့ဒီတစ်ခုကဘာတော့မဟုတ်ဘူးဘုန်းကြီးလည်းတဲ့ဟောတတ်တဲ့ဘုန်းကြီးမပြောလားအဲ့ဒီပဲလှည့်လိုက်ကြစို့ဘုန်းကြီးတွေလူထွက်ခြင်းနဲ့ဆိုတဲ့ကတစ်ခုတည်းပဲဘာလို့ဆိုတော့အဲ့ဒီတစ်ခုကမပြောတာဟဲ့ဘာလို့မပြောလို့ဆိုတော့မပြောလို့ပေါ့ကွာတခုလည်းရှိအဲ့ဒါဘုရားကိုယ်တော်မြတ်သိတော်မူသဖြင့်จิตာတတိထားလို့ဒီလိုသာသနာတော်ကြီးမပြောမွေခြင်းသည်ကာမတတ္တိကာမနှိုးဆော်ချက်သာဖြစ်တဲ့จิตာဒါကြောင့်သင်ဒီအာယုန်တစ်ပါးစိတ်မများလိနဲ့ငါဘုရားဤသာသနာမှာနေပြီးတော့ဒုက္ခခံသိကင်းငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုသင်ကြည့်မှန်းပြီးတော့ယဟန်ပြုလာတယ်မဟုတ်လားจิตသားဒီလိုနိဗ္ဗာန်ကြီးမှာယဟန်ပြုလာတဲ့จิตသားဖြစ်ပါလေကနေကာမကိစ္စကာမတတ္တိကာမရဲ့နှိုးဆော်မှုကြောင့်လူထွက်လိုက်မယ်ဆိုရင်ဒုက္ခခတ်သိမ်းကင်းခြင်းရာကိုလိုချင်ပါတယ်ဆိုတဲ့သင်จิตသားကြီးရောက်နိုင်ပြီမဟုတ်จิตသားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကာမကိစ္စနဲ့ပတ်သက်ပြီးတော့များစွာသောအပြစ်တွေကိုငါဘုရားပြ၍အတိတ်ဇတ်ကြောင်းကိုဆောင်းတော်မူမဲ့จิตသားဆိုပြီးဘုရားကိုယ်တော်မြတ်ကအတာတမန္တဇတ်ကိုဟောတော်မူပါလေဟောလွန်လေပြီးတော့ခါကျွတ်တို့ဘာယာနတိတိုင်းပြည်ဗြဟ္မဏမင်းကြီးမင်းပြုစဉ်အခါအဲ့ဒီဘာယာနတိပြည်တွင်းမှာဂရေကျွယ်ရတဲ့ကျွတ်တို့ပုံသားတစ်ယောက်ရှိအဲ့ဒီပုံသားဒီတရားနာပိဋကအိယာတီထောင်လူဤပေါင်းမှာဘွေရင်အတတ်များကိုတတ်တော်လဲပဲလူလောကီလူစည်းဝါးနေတော့ဖြင့်နေရတင့်တော်လေအောင်မလားလို့သူ့စိတ်ထဲအတော်စဉ်းစားဒီလိုစဉ်းစားလိုက်တဲ့အချိန်ခါမှာငါဒီပညာများကိုသင်ကြား၍ဒီပညာကိုငါတယောက်ထဲတက်ရုံနဲ့မက
ဒါပြည်ပေါင်းများစွာမွေးပြီးတော့ငါဒီတက်ကတူမှာဆရာကြီးလုပ်ရင်ကောင်းလေစွာအဲ့ဒီလိုတက်ကတူမှာဆရာကြီးလုပ်တက်ကတူမှာဆရာကြီးလုပ်ပြီးတဲ့ချိန်ခါမှာခန္ဓာရတိုင်းကိုတရားနာပိတတက်ကတူပြီးမှာဓိတာပါမောက္ခဆရာကြီးသူ့အမေအိုကြီးတယောက်ရှိအဲ့ဒီအမေအိုကြီးကိုသူကိုယ်တိုင်ပဲခြေလက်ဆုပ်ကိုင်းပြီးတော့လှုပ်ကြွေးမှုပြုခဲ့ဒီအမေအိုကြီးကိုပြုစုလာတဲ့ချိန်ခါမှာများစွာသောလူတို့သည်တရားနာပိတကဲ့ရဲ့လာကြအပြစ်တင်လာကြဒီကနည်းနည်းတော့စဉ်းစားတော့ဟိုအမေကိုပြုစုတာကိုအပြစ်တင်တဲ့လူလည်းရှိအမေကိုလှုပ်ကြွေးတာကိုအပြစ်တင်တဲ့လူလည်းရှိတတ်ဒီတပါမောက္ခဆရာကြီးဒီအမေကိုပြုစုတဲ့ခြေလက်ဆုံးနေပြီးတော့လှုပ်ကြွေးတဲ့အဲ့ဒီလိုလှုပ်ကြွေးတာကိုအပြစ်တင်ခံရပါတော့ဖြင့်တော်ပြီလူလောကကြီးတော့ဖြင့်အသက်ရှင်လျက်နဲ့နေရတော့လေတပါးသောပုဂ္ဂိုလ်ရဲ့အပြစ်ကိုရှု၍ဘလို့မျက်နှာကိုမှမထောက်ဒီလောက်ထိအောင်အပြစ်တင်တဲ့လူတွေကြားထဲတော့ငါမနေတော့ဘူးအမေအိုကြီးထမ်းခေါ်သွားပြီးတော့တောကြီးထဲမှာရေပေါ်တဲ့အရာရေမရှာရတဲ့အရာမှာအမေကိုထားပြီးတော့တဲငယ်လေးပြုတ်ပြီးတော့နေကြအဲ့ဒီထဲမှာတရားနာပိသဘာယမတိတိုင်းပြည်ကျွတ်တို့ပုံနှမ်းမျိုးပေါ့အဲ့ဒီပုံနှမ်းလင်မယားဒီသားလေးတစ်ယောက်ဖွားမြောက်လိုက်တဲ့အချိန်ခါမှာမိကိုများစွာလှုပ်ကြွေး၍ထိုသားကလေးအရွယ်ရလာသောအခါခြေသားဘယ်နဲ့တော့ငါသားအရွယ်ရောက်လာပြီအိယာတီထောင်လူဣဘောင်မှာနေမလားဒိုရီမဟုတ်မိကိုလှုပ်ကြွေးရသေးရဟန်းပြုလေမလားခြေသားအဲ့ဒါလို့မွေးလိုက်တော့သားချစ်သူကမိခင်ဖပြီတော့ကျွန်တော်ဒီမိကိုလှုပ်ကြွေး၍ယဟန်အဖြစ်ကိုတော့မပြုလိုပါဗျမပြေယောက်ျောင်းတရားတွေကိုလည်းမကြည့်နိုင်ပါအိယာတီထောင်လူဣဘောင်မှာနေဦးမယ်ဒါဖြင့်ခြေသားအိယာတီထောင်လူဣဘောင်မှာနေတယ်ဆိုရင်ဖြင့်အသက်မွေးဝမ်းကြောင့်ပညာဆိုတာလူတိုင်းရှိရတယ်အသက်မွေးဝမ်းကြောင့်ပညာမရှိလို့ရှိရင်ဖြင့်သူများခိုင်းစေကြရာသူများခိုင်းတဲ့အလုပ်ကိုလုပ်ပြီးတော့သူများကြည့်လို့များကိုစားသူများပေးလို့များကိုဝှေ့၍အင်မတန်ဆင်းရဲညူညင်တဲ့ဘဝနဲ့အသက်မွေးရလိမ့်မယ်ချစ်တာ။ကိုက်တာဖြင့်တက်ကတူသွားပြီးတော့ပညာသင်ကြည့်တော့တက်ကတူပိုင်းငါဤသသင်တို့ကအတ္တတမန္တမန္တန်ကိုချစ်တာတက်ကတူဆရာကြီးထားမှရအောင်သင်ခဲ့နော်အတ္တတမန္တန်နော်ပရိသတ်ကြီးပါတယ်တော့အတ္တတမန္တန်နဲ့ပြုအဲ့ဒါတက္ကသိုလ်တိုင်းပြည်ရောက်တော့တက္ကသိုလ်ဆရာကြီးကမရှိဘူးဒီကတက္ကသိုလ်ဆရာကြီးရှိရဲ့ရှိပါဗျာတက္ကသိုလ်ဆရာကြီးကဘယ်ထွက်သွားပါလဲဟောရင်မေ့တာပါကိစ္စမရှိပါဘူးနာရင်မေ့တာအမေအိုကြီးထမ်းပြီးဘယ်ထွက်သွားပါလဲမြို့ပေါ်ကတဲမသွားခြင်းတဲ့လူတွေဆိုတော့တော်တယ်ကိုမထွက်ချင်ဒီကအမေအိုကြီးထမ်းပြီးဘယ်ထွက်သွားလဲတော်တယ်ထွက်သွားအဲ့ဒါလို့တော်တယ်ထွက်သွားတယ်မရှိဘူးလို့ပြောတော့ခုနကယောက်ျားလေးအတ္တတမန္တန်ကိုသင်ချင်ရောလို့တက္ကသိုလ်ဆရာကြီးနောက်လိုက်သွားတော်တယ်ရောက်ဆရာကြီးခင်ဗျာဆရာကြီးခင်ဗျာဟေးအမောင်လူလင်ဘာတော့ခွကျွန်တော်ဒီတက္ကသိုလ်တိုင်းပြည်တို့ဆရာကြီးထံရောက်အလားဆရာကြီးမရှိဘူးဆိုလို့အခုရှိရအရက်ကိုလိုက်ခဲ့ရပါတယ်ခင်ဗျာဆရာကြီးထံပညာသင်ရင်လို့မိဘများကလွတ်လိုက်လို့ပါခင်ဗျာနေပါဦးကမိဘများကဘာပညာအသင်ခိုင်းအတ္တတမန္တန်ကိုအသင်ခိုင်းပါတယ်ခင်ဗျာစဉ်းစားပြီတက္ကသိုလ်ဆရာကြီးကလက်ဆက်တတ်တော့အတ္တတမန္တန်ဆိုတာပြီးချင်မှုရှိပါလား
တမန္တရာပညာကိုသိချမရှိတော့လေသူ့မိဘများသည်အိယာတီထောင်လူဤပေါင်၌နေခဲ့ပါလျင်မိမများကိုအတာတလို့သူ့သားသိအောင်လွှတ်လိုက်ခြင်းပဲဒီတော့မှန်တော့အတာတမန္တန်ကိုကြုတ်ပြောနေတယ်အတာတဆိုတာမိမအတာတဆိုတာမိမညိုရင်ပင်ပန်းဆင်းရဲအောင်ပြုတ်တတ်တာလို့ဆိုသည်ခက်တော့ခက်သားပဲတရားပွဲတဲ့မိမတွေကများနေတော့မိမတွေအကြောင်းပြောရတယ်ကြုံမြတ်ဆောင်ထုံးပါဆိုရမစိုးနဲ့တော့ယောက်ျားတွေမိန်းမကြောင့်ဒုက္ခဖြစ်တယ်လို့မိန်းမတွေလည်းယောက်ျားကြောင့်ဒုက္ခဖြစ်တာပဲတစ်လှည့်စီတွက်လိုက်တော့ဘယ်ရင်ဘယ်ကြီးလေပဲမှန်တယ်မိသားကြီးမိသားကြီးတချို့မိန်းမတွေယောက်ျားကြောင့်မျက်ရည်မကျဘူးလားတချို့မိန်းမတွေယောက်ျားကြောင့်မျက်ရည်ကျတယ်လို့တချို့ယောက်ျားတွေလည်းမိန်းမတွေကြောင့်မသေဘူးလားဒါဖြင့်မိန်းမနဲ့ယောက်ျားဟာအတူတူနေလို့တော်ပါမလားမတော်ရင်အာနာပဲသိတယ်ခင်ဗျားတို့မိမနဲ့ယောက်ျားမတည့်ဘူးဆိုတာသိတယ်မတည့်မှန်းသိတယ်အတူတူနေရင်မတော်မှန်းသိအတူတူနေလို့ရှိရင်ယောက်ျားစီမိန်းမကြောင့်မိန်းမသည်ယောက်ျားကြောင့်ဇာရမှုတွေဝေရမှုတွေပြောရမှုတွေနေရမှုတွေထိုင်ရမှုတွေဒီလိုဒုက္ခတွေဖြစ်လာသမျှအကြောင်းရှာလိုက်တော့လက်ဆက်တတ်တော့မိန်းမကယောက်ျားဆွဲလန်းလို့ယောက်ျားကမိန်းမဆွဲလန်းလို့အိုးလူတွေဒုက္ခဖြစ်နေတာသမှုရဒီသမှုရသည်ဘယ်လိုပေါက်ဖွာလာတယ်လဲမိန်းမသည်ယောက်ျားကြောင့်ယောက်ျားသည်မိန်းမကြောင့်ဟာလက်ဆက်တတ်တော့နိဗ္ဗာန်မရတာတို့ယောက်ျားတွေဘက်ကကြည့်လို့မိန်းမကြောင့်တို့မိန်းမတွေဘက်ကကြည့်လို့ယောက်ျားကြောင့်နိဗ္ဗာန်မရတာယောက်ျားနဲ့မိန်းမကြောင့်လို့သိရင်ဂိုင်းဘေးကကြီးအတူတူနေဖို့တော်ရဲ့လားမတော်ရင်ခက်တယ်ရှေ့ဆက်ပြောဖို့ကအတော့ခက်တယ်ဘေးကရဲ့ဒါကြောင့်ဒီကိစ္စတွေကိုဓိသာပါမောက္ခဆရာကြီးနားလည်လာပြီဗျိကငါသားရဲ့အိယာတိထောင်လူဤပေါင်းမှာမိန်းမယူအောင်မယ်ဆိုရင်တော့မိမနဲ့အတူနေရင်ဒီလိုဒုက္ခဖြစ်တတ်တဲ့ကွယ်လို့သိစေခြင်းလုံးလို့မိမရဲ့မပြေပြောက်တဲ့အာသာမိမဒီမိမိစိတ်ဆန္ဒတစ်မျိုးဖြစ်လာတဲ့ဘယ်ကိစ္စမျိုးမဆိုသားသောသမီးသောအဖေသောအမေသောလင်သောတတ်တတ်တဲ့ကိစ္စသူနားလည်အောင်လို့မိဘများငါထံလွတ်လိုက်တာပဲလို့ဓိတာပါမောက္ခဆရာကြီးဒီတိုင်းသိတာအဲ့ဒီလိုသိလာတော့ကောင်းပြီအမောင်မင်းငါအတာတမန္တန်ကိုသင်ပေးမယ်အတာတမန္တန်ကိုငါထံမှလိုချင်လို့ရှိရင်ငါခိုင်းစေသည်များအမှုတော်မင်းပြုပါလိမ့်မယ်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျာကျွန်တော်ပြုပါမယ်ခင်ဗျာမင်းပြုမယ်ဆိုရင်ငါအမေကြီးကအသက်120ရှိပြီကွဟုတ်ကဲ့ခင်ဗျာမျက်စိမမြင်ဘူးနော်ဟုတ်ကဲ့အဲ့ဒီမျက်စိမမြင်တဲ့ငါအမေအိုကြီးကိုငါကိုယ်စားသားသမီးကဲ့သို့ဒီအမေအိုကြီးကိုမင်းကလည်းမိခင်အရာမှာထားလို့နေစဉ်ပြုစုနိုင်မှာမလားဟဲ့ဒီတိုင်းမေးခဲ့ဒီလိုနဲ့တရားနာပြိဿရေပြုစုနိုင်ပါတယ်ခင်ဗျာပြုစုနိုင်မယ်ဆိုလို့ရှိရင်ငါအမေကြီးကိုလေလက်ဖြားလေးတွေဆုပ်ကိုင်းပြီးတော့ခြေဖြားလေးတွေဆုပ်ကိုင်းပြီးတော့အစစအရာရာအမောင်ပြုစုပါလို့ဒီတိုင်းခိုင်းတော့သွားပြုစုဟဲ့ငါကိုင်းတာဘယ်သူတို့ကျွန်တော်ကအမေကြီးငါသားကြီးဓိတာပါမောက္ခမဟုတ်ဘူးလားမဟုတ်ပါဘူးခင်ဗျာဓိတာပါမောက္ခဆရာကြီးရဲ့ထံမှာကျွန်တော်လာပြီးတော့ပညာသင်တဲ့တပည့်လေးပါခင်ဗျာငါသားရဲ့တပည့်ဟုတ်ကဲ့လားဟုတ်ပါတယ်ခင်ဗျာကောင်းပြီကွငါ့ကိုသားအရာမှနေပြီးတော့ပြုစုတာဝန်းတာတယ်မောင်ရေစိတ်ဝန်းတာတယ်ကွဟုတ်ကဲ့ခင်ဗျာကျွန်တော်ပြုစုပါရစေကျွန်တော်နေ့စဉ်ကဒီလိုပြုစုပြီးတော့ဆရာကြီးထံမှာပညာများကိုရအောင်သင်ယူပါရစေ
ကောင်းပါပြီကွယ်ကျေးဇူးတင်ပါတယ်ဒီလိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နဲ့ပြုစုလာရင်းကနေပြီးတော့အမောင်မင်းကငါအမေကဘာပြောတော့ဘာမှမပြောပါဘူးဆရာကြီးကျေးဇူးတင်တယ်လို့ပဲပြောပါတယ်အေးမင်းကပြောမယ်နော်မိခင်ရဲ့လက်ဖြားလေးတွေကိုဆုပ်မိခင်ရဲ့အသားအမေကြီးကအရင်တုန်းကငယ်ငယ်တုန်းကဆိုရင်ဘလောက်လှလိုက်လေမလို့အခုအသက်ကြီးတာတောင်းမှအသားအရေကနုနယ်သေးတယ်လှတယ်အမေကြီးလက်ဖြားလေးတွေကိုကန်ရတာကကွာကိုင်းငါခိုင်းတဲ့တိုင်သွားလွတ်လိုက်ရောပြိတ္တကြီးအာတာတမန္တန်ကိုတင်ပေးနေတာတော့ဘာလို့လို့မျက်စိလုံးမနေနဲ့အာတာတဆိုတာမိမကိုပြောတာလို့သိစေချင်လို့အဲ့ဒီတင်တပည့်လို့သူကအဖွားကြီးနောင်သွားငယ်ကြီးဟဲ့ဘာလို့မောင်ရင်လေးအမေကြီးကလေအခုအသက်ကြီးနေမယ်လို့လက်ဖြားလေးတွေကြရတာကလည်းနှုတ်ညံ့ညံ့ပဲငယ်ငယ်ရဲ့အပြိုးစင်တော့ငါဆိုရင်အမေကြီးဘလောက်လှလိုက်လဲမလို့အမေကြီးခုအသက်ကြီးတာတောင်ဘလောက်လှနေရင်ဖြင့်ဟိုစီနှုံးကလှတာလေးတွေကိုကျွန်တော်မြင်လိုက်ချင်ပါပြီပြောရောဟင်အောင်မင်းငါလှတယ်လို့ပြောနေအဖွားကြီးဖောက်တော့မှာပဲကရဲ့ဟုတ်ကဲ့လားကွယ်တကယ်လားလှရလားကွယ်လှပါတယ်အမေကြီးကသွားပဲချောင်းရှိသေးလို့ကွယ်စုစုပေါင်းမှ2ချောင်းရှိပါတော့လေသွားကစုစုပေါင်းမှ2ချောင်းရှိသွားမရှိပေမဲ့လို့လှနေသေးတယ်အမေကြီးရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တော့ကျွန်တော်မျက်စိထဲမှာကြည့်လို့ကိုအားမရပါဘူးအမေကြီးရဲ့တကယ်လှတာပါခင်ဗျလက်ဖြားလေးတွေဆုပ်ကိုင်းပြီးတော့လှတာတွေချိန်လို့တော့အဖွားကြီးကပြောတယ်မောင်ရင်လေးခင်ဗျာငါလှတယ်နော်ဟုတ်ကဲ့လှပါတယ်အမေကြီးမင်းကွယ်ငါအပေါ်များမင်းစိတ်ကဘယ်လိုထားတော့ဘယ်လိုထားရမလဲအမေကြီးကျုပ်နောက်မှပြောရစီတော့မလဲကွယ်နောက်မှတွေပါလေလုံးမနေပါနဲ့အခုပြောစမ်းမှာငါကြားချင်လားပါလိအဖွားကြီးကမဆိုင်ရင်ဘူးပြိဿမဆိုင်ရင်ပဲမလို့ဟိုကဆရာကြီးခိုင်းတဲ့အတိုင်းသာလုံနေရလားကိုပြိဿဆရာကြီးထံသွားဆရာကြီးဟေးနေမိကြီးတို့ပြန်နေပါတော့ဟိုဆရာကြီးခိုင်းတဲ့အတိုင်းကျွန်တော်အမေကြီးကိုပြောပါတယ်အမေကြီးပြောတော့အမေကြီးကမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့လဲဆရာကြီးကျွန်တော်လေအမေကြီးကနေရတာတဖြည်းဖြည်းကြောက်လာပြီမကြောက်ပါနဲ့ကွာမင်းအတ္တမန္တန်ကိုငါသင်ပေးနေတာလေဟေးဆရာကြီးကအတ္တမန္တန်သင်ပေးတယ်လည်းပြောရဲ့ဘာပညာမှလည်းသင်မပေးဘဲနဲ့အမေကြီးနာကပြီးဟိုဟာပြောခိုင်းတရားပြောခိုင်းကြုတ်ကြောက်တယ်ဗျဟေးဒီမှာမကြောက်နဲ့ဒီမှာပြီးပြီးခြားခြားသွားပြောကြည့်တခါမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့မောင်ရင်လေးငါသိချင်လှပါပြီဆိုရင်အမေကြီးကတော့ကျွန်တော်ပေါ်ဘယ်လိုစိတ်ထားတော့ပြန်မေးစမ်းကွာမင်းပြီးတော့သူပြောကြတဲ့တွေကိုငါ့ကိုပြန်ပြောရောက်သွားပြီအဖွားကြီးလားမောင်ရင်လေးခင်ဗျာမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့မေကြီးကျွန်တော်စိတ်ထားတာနောက်မှပြောပြရစီအမေကြီးကတော့ကျွန်တော်အပေါ်ဘယ်လိုစိတ်ထားတော့ကွယ်မင်းအပေါ်ငါထားတဲ့စိတ်ပြောရမယ်ဆိုရင်တော့မင်းကငါ့ကိုလှတယ်ပြောကြတဲ့ကငါလက်ဖြားလေးတွေကိုင်းပြီးတော့မင်းကငါ့ကိုလှတယ်ပြောကြတဲ့ကအဖွားကြီးကမင်းနဲ့ငါနဲ့အတူတကွာမောင်ရလေးစိတ်မဆိုးနဲ့နော်ဟုတ်ကဲ့စိတ်မဆိုးပါဘူးခင်ဗျမင်းနဲ့ငါနဲ့အတူတကွာ
Mến nên ngà nè ở đủ Biểu rồi biểu Ê ta lộ biểu lại đó À mê gì đấy Sao ya gì của chân nó cháu thế Sao ya gì của chân nó cháu thế Ồ Người ta thích tạm bằng mọc khả sao ya gì của mình cháu thế Không thể cháu bà đấy khả nhá Đu mà xí yên ngó hề Đu mà xí yên ngó hề Cái cả nà thao nó À tất cả chỉ là vì tế yá nà xe nó Nhé xí ra mà miền mũ nó Đu mà xí yên nó Âm mê gì ấy Cho nó Âm mê gì ở bò mà Âm mê gì sản ra đánh mà về khả nhá Cái Ta phía ngà đu của Ta mẹ quên ngà vào Mình nó là ngà nè ở tù là gọi lời mẹ thôi em bảo em ấy ngà lắm mà quên Không mà bây giờ vậy Ta bởi đi quê này ngà nè xí à mà miền bú đấy Mà miền bê mẹ lột cho nó Bạn này nè ní phang đi bị đó xin ra mà ông mẹ khả nhá Ê xin ra ra Xin ra ra lúcပြောလိုက်တော့ဘာမှမဟုတ်ဘူးစဉ်းစားဖို့ကလည်းဆရာကြီးထံသွားပြီးတော့အကြံယူရဆရာကြီးဟေးဘယ်နဲ့လဲကွမင်းငါမရပါပြောမောင်ရည်လေးကတဲ့ငါနဲ့အတူတကွဆန္ဒလိုက်လျောမယ်ဆိုရင်တဲ့ငါသားရှိနေရင်မင်းငါသားကိုကြောက်တယ်ဆိုတော့ငါသားကိုငါသတ်မယ်တဲ့ဘယ်လိုသတ်ရပါမလို့ဆိုတော့ကျွန်တော်အကြံယူပါအောင်မယ်လို့ပြောခဲ့တယ်ခင်ဗျအေးဒီလိုလို့လာမင်းလိုက်ခဲ့မြင်လိုက်ဟိုလက်ပံမင်းကြီးခုတ်ကွာလက်ပံမင်းကြီးငါခန္ဓာကိုယ်လုံးလို့ရှိတဲ့လက်ပံမင်းကြီးခုတ်လူရင်းပုံပန်းတန်တန်ထုဟိတကယ်တူအောင်တော့မဟုတ်ဘူးပေါ့ပြိတ္တာအဲ့ဒီလက်ပံတော်ကြီးကိုလုံးလောက်ခန္ဓာကိုယ်ရုပ်ကြီးလို့ထုပြီးတော့ဒီနေရာမှာထားအဝတ်ချုပ်ဟိငါအိတ်နေတဲ့ပုံစံပေါ့ကွာငါအိတ်နေတဲ့ပုံစံအဝတ်ချုပ်လိုက်ခြုံပြီးတော့လေအမေကမျက်စိမမြင်ဘူးကွာငါအိတ်တဲ့နေရာကနေပြီးတော့ကျိုးတန်းစမ်းကွာကျိုးတန်းပြီးတော့ဟောဒီပေါက်စိန်ကိုပေးလိုက်ပြီးပြီလေဟိုကလည်းငါအမေအသက်ကြီးပြီတဲ့ငါအမေအသက်ကြီးပြီအသက်120ရှိပြီအမေသက်တန်းကလည်းကုန်ပြီအမေသက်တန်းကုန်လို့အမေတည်တဲ့အချိန်ခါမှာအမေတည်တာတော့ထားတော့ဒီကလေးအတာတမန္တန်ဆိုတာ तू နားမလဲရှာဘူးအတာတဆိုတာမိမပဲကွာလို့ငါတဲ့တယ်ကြီးမပြောဘဲနဲ့လက်တွေ့ပြကဲကျိုးတန်းကွာရော့ဒီပေါက်စိန်သွားပေးအမေကြီးဟောဒီကျိုးကိုစမ်းပြီးတော့သွားပါခင်ဗျာဟောဒီပေါက်စိန်ကိုကျွန်တော်လေးအဆုံးမှာချထားပါမယ်ခင်ဗျာဒီပေါက်စိန်ကိုကင်ပြီးတော့လေအမေကြီးမှာပေါက်စိန်နဲ့သာစမ်းပြီးတော့တအားပေါက်ချလိုက်ရင်ခမရသားသေအဲ့ဒီချိန်ကြမှာခမရနဲ့ကျုပ်ခမရဆန္ဒအတိုင်းအတူတူနေပါမယ်ခမရလို့ပြောလိုက်ပါရောပြိဿကဲကျိုးကလည်းတန်းထားပြီပေါက်စိန်ကြီးကလည်းတိုင်းပုံပန်းတန်တန်လှုပ်ထားတဲ့လက်ပံတုံးကြီးအဝတ်ချုပ်ထားတဲ့နေရာမှာချထားပြီသွားပြီမိမကြီးတမ်းမယ်ကွယ်ငါရမယ်ဆရာဆိုတော့လည်းမင်းကကြောက်ရှာတာပေါ့ကျိုးတန်းကလည်းမဆုံးသေးဘူးတမ်းမယ်ငါလို့တော့မှငါနဲ့အတူတကွနေမယ်ဆိုလို့သေကကြီးခါပြီးငါသားသိမှသူကငါဆန္ဒလိုက်လျောမယ်ဆိုလို့တမ်းမယ်နဲ့ကျူးရန်ကိုင်းပြီးရှောက်သွားလိုက်တာကျူးရန်အဆုံးမှာပေါက်စိန်ရိုးကြီးနာရောက်ပေါက်စိန်ကိုင်းတားလို့သူကကြည့်ရှာတယ်ဒီတာပါမောက်ခဆရာကြီးကအော်အမေကာမကိစ္စကြီးကြီးတော့မဟုတ်ငယ်တော့မဟုတ်ပါလားတတဝမှန်သမျှဒီကာမကြောင့်ဒုက္ခဖြစ်နေကြတယ်ငါအမေဒီအိယာတွေကမထဘယ်ခိုင်ဘယ်လမ်းမှမသွားရတဲ့ယခုတော့
ကာမဆန္ဒကာမစိတ်ကြောင့်သူ့ခန္ဓာကိုယ်ကိုကိုင်တွယ်ပြီးတော့ရုပ်ရည်အမတန်လှတယ်နုနယ်တယ်အသက်တရားကျော်လာတော့မှဒီလောက်လှနေသေးရင်ဖြင့်ငယ်ငယ်ရွယ်ရွယ်တုန်းကခမည်းဘလောက်လှလိုက်လိမ့်မထုံးလို့ချင်းမနဲ့စကားတွေသူအရသာယူပြီးတော့ငါဘာလို့တိုင်ငါနဲ့အတူတူနေမယ်ဆိုတဲ့စိတ်ပြင်းထန်ပြီးအခုကြည်စားပေါ်လိုက်တာအမေကျုပ်တနာလေချင်းအမေကိုကျုပ်တနာလေချင်းအမေကတော့ဒီဘဝဒီကနေ့ဒီရက်ဒီအချိန်မှာသိရမယ်အချိန်အခါမို့ဟိုတစ်ဘက်ကလည်းမိမလေးရဲ့အကြောင်းသိပါစီတော့အတ္တမတ္တဆိုတာမိမဘာပဲလို့သိစေခြင်းလို့အော်ကြည်စမ်းပေါ်လိုက်တာတုံတုံခိုက်ခိုက်နဲ့ရောက်ပြီးနဲ့တန်းကြီးထိပ်တာပါမောက်ခါကကြည်နေတော့ပေါ့စီရိုးကြီးလှမ်းဆန်းပရိသတ်ရေခါတိုင်းများလေတားလို့သူထိပ်တာပါမောက်ခါကရေတိုက်လိုက်လို့ရေပလားရေလေးအပြည့်ပါတာတောင်လေဟောဒီတိုင်းဖြစ်ရေအပြည့်တောင်မနိုင်ကျင်ဘူးကာမတတိကာမစိတ်ဘာပြောကောင်းမလဲပေါ့စီရိုးကင်ပြီးတအားမြောက်တာအမလီ16နှစ်အရွယ်လေးလိုပဲဇွဲနော်ဒါကြောင့်ကျုပ်ဟောခဲ့လှပြီးအသက်ကြီးပြီဒီကျုပ်တို့ဒီအသက်ကသာကြီးတကူပြလို့ပေါ့စီကြီးကိုတူမလိုက်တာအသာကလေးနဲ့မြောက်သွားပါလားကာတတ်တော့မယ်ငါအသက်ကလည်းကြီးပါပြီဝန်တွေကလည်းလှိုက်နဲ့ဒီကနေ့ငါစိတ်ဆန္ဒပြင်းပြလို့ငါသားကြီးကိုငါသားရမှာဒီကနေ့ငါအသက်လည်းတာရှည်နေပြီးတော့ရှင်းရတော့မှမထင်ဘူးမရှင်းရင်လည်းဟောတဲ့လေကငါသားကြီးပြေးငါနဲ့အတူနေမှာလေဘေဘေစီငါတဲ့ကြီးဘေဘေစီသူနဲ့ခဏတာလေးအဝါပြုတ်ပြီးရင်တော့ရှိရဲ့ခင်ဗျားတို့ကဲပြောရမှာဆိုကြဂိုင်းမနေပါနဲ့တော့မမတ်တာထားတော့ဂိုင်းမနေနဲ့တော့ပေါ့ဆွေကြီးဂိုင်းပြီးတော့လေသူ့သားဒီဟူသောအထင်အမှတ်နဲ့ခေါင်းနေရတအားဆွဲပေါက်လိုက်ဘုတ်တခါပဲဟင်နောက်တစ်ဆက်ပေါက်ဘုတ်ဟာဘာကြီးပါလဲအော်တော့မကြားဟစ်တော့မကြားနဲ့စမ်းကြည့်ဟင်မလဲမာရီမာဘာဝရဇာယီတေတုံးကြီးဖြစ်နေပြီမလိုက်တဲ့အမှားအသက်120ကျမှဒီစိတ်တွေများလို့ကိုသားကိုတတ်ဖို့ရကြံတဲ့အမေဒီဘဝဒီအဖြစ်ဆုံးတဲ့လူကြီးပန်းနေလို့တော်တော့မထင်ပါဘူးသားအိုးခွာကြီးခေါ်ရင်နဲ့ဇက်ကလေးလဲကြပြီးခုတ်ကနေအနိစ္စရောက်ရှာပါလိမ့်ဗျာသေဗလာပိဋကကြီးဘသူတို့အဖွားကြီးထဲသေသွားပြီဖွားကြီးအဖွားကြီးရဲ့သေယောတိတပါမောက္ခဆရာကြီးကမောင်ရေလာခဲ့အတာတမန္တန်ကိုသင်ခြင်းနဲ့အမောင်ယောက်ျားလာခဲ့လောတွေ့ပါလားဟိတွေ့ပါပြီခင်ဗျာမင်းအမေကအတာတမန္တန်ကိုသင်ကြီးလို့ဆိုတာကမောင်ရေအတ္တမန္တန်ဆိုတာမိမပဲကွယ်လို့တဲ့ပြောရင်မင်းကိုတွေ့မကြုံလို့ယုံမှာမဟုတ်သည့်အတွက်မင်းကိုငါထန်လွတ်လိုက်တာမိမဒီများစွာဒုက္ခပေးတတ်၍ဆင်းရဲပင်ပန်းခြင်းအမှုကိုဒီလိုပြုတတ်တယ်လူကောင်းလူဘဝမနေနဲ့လို့ပြောပေမဲ့မင်းယုံမှာမဟုတ်လို့ငါရှိလွတ်လိုက်တယ်တွေ့ပါလားကွယ်ငါအမေကြီးအသက်120ကျမှမင်းကိုချစ်လို့မင်းကိုခင်းလို့မင်းပြောတာလေးတွေကိုသာယာမိလို့
Tadi hudo dita pamokha nga sayaji apoma kama dhajang tu takhere. Tapi me mine ngane priye nyansimbi titoni chalu tu mamanti biro. Mawe akudo tu bigo bakwelo. Atata manda sura dachama ho. Atata manda sura mima bhe kwelo tete jile pionai payo. Okay. ကျွန်တော်နားလဲပါပြီခင်ဗျာအာသာတမန္တဆိုတာကျွန်တော်သိပါပြီခင်ဗျာဆရာကြီးကျွန်တော်အိမ်ပြန်မရစေတော့လို့ဆရာကတော့ရွေအိမ်ကိုပြန်အိမ်ရောက်တဲ့အခါကျတော့အိုးမိခင်ဖခင်တို့ကျွန်တော်ဒီလူပေါင်းလူပေါင်းကအိမ်တော်ပြုတ်ပြီးတော့မနေလို့တော့ပါရေသေးရဟန်းပြုတ်ရစေတော့လို့မိကများကိုခွင်တောင်းပြီးရေသေးရဟန်းပြုတ်ပြီးတော့ခါအဲ့ဒီဘဝကစုတည်၍Yama pido laya bagre pida, pelado arulida ji. Yama pilare no, Yama pilare no. Tajang jodi ni betare zatu nameliga bagre pida. Dami mau so badi de, kuma sana nari lau si badi de, kiri bo. Eja dunia ka mele me baza thu hon rong lo yeda ji baza thu de lo ko ta kama tha ba le dong yeda ji pai de name ne ko gai twa ba la pai de name ne le gai twa ba bi ai di zat to ko phaya ko ro nya hon ne de akhai khun nga ta dana ro ma pyo lo nyi ngwe de yahan tissa sai sha de Oh, let's have that door. Who a party Jita Bamaka Sayaji, a movie a party. Pienya Lantene, Luyo, Yajagalego, Nip the Swellan, the Sore, the Muria Sore, a young cane. This Saja, do the Indian Tandane, now they on Damalo, Boxing a coat, Naman Hodo. Namaho Mampiro ma tu Pitoya Sare Duka Disali. Oh, tu Tamalare, Tangeligu Swellane, Tamuria. Tu the Pienzoa Duka Pitoya Ravala. Di Tamuriane, di Duka, Penayong Diaga, Mega Disala Piti. Damati Tisatama, Tamari Aso. Make shit to everything. Mega this saving the Altama to Dukana Tamuria Logi this are Bialo. Maybe call a Nidora this are Saima Vagalalo. Niang Lidwa go with that. Thank you that Nene Lido I will say like that to Niazing Kato to Depping. Pila Bienala. Yoda, Mabimu Bioda. Manega Zato the two for light and now ye joga songs yet. Tonya Karainu Mamu Mura Luevare, Meja on Luda Luevare. Joe a Yenunga on Muge Dave. They are where a Pwaji to show some them ye though. Era Joe a hoaching it. Joe Margaret, Joe Margaret. He had Joga Jangia Yadida, a Melo Jodia, a Melo, and Mimaji, Muda. Dear Amaya Joe Biore, Malone and now good and the Yeji that day. Be on the young Pony Ujong Pigo. Tied on the Yana Bida, a Sagalo, go hold it the Yana, losing me, and Lone, a door hotel, change it. I couldn't let the previous design, oh. Easy than Ludiana, Buza Sago, Ludi Major on Shop Lonely, Moon time be let me show it on a duru. The Premier of Joe Villa Villa, Melo, Santiga, the Katakama Piao. Mabiao be my Sato at the lady, Kayaru, Najaya, or Toro, and Shishin and Tigo, or Kai Pigaji, Nene Iron Sign, or who could only one it in Yanze. More within Nene Yanzin later, Tebilao. Payagonia Hoja Romure, Jugana, a single Najabido, Paranaro Manimureya. Yes, Obama dead at time with Debumaga, think her the yard with a shoe later. The power of this hour, a big less similar of Kaliana Putuzi.
နဲ့ဗျအကြောင်းနဲ့မြေစုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့ကမှကြာစေယုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာပြောင်းသမ္မတနာခေါ်တဲ့ညာလက်ချိုးထားတာဟိကြည်ရင်အကြည့်မခံတဘာဝကဖြစ်ပြနေရင်များယုံနာသီဥရိယဘယခေါ်တဲ့ညာဘယ်ကြောင့်လို့ဟိကြည်ရတော့ယုံနာကဖြစ်ပြမြောင်အသိဉာဏ်ကမပြောင်းမလိုက်နိုင်အဘိညာဉ်မရှိလို့မိအောင်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြက်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်္ဂညာဘယ်နှချက်တော့ဟဲ့လောကကြီးတစ်ခုလုံးပင်လေတဲ့ရေစွန်းနဲ့ခတ်တော့စွန်းနဲ့ရင်ငန်းလာပြီးတော့ပင်လေတဲ့ရေလုံးရှိတဲ့ရေတွေထွက်အတူငန်းတယ်လို့သိပြီးတဲ့ခဲ့တော့ဘိကယုံနာတွေကဣဇဒယုံနာငါချေလို့ပင်လေရေစွန်းနဲ့ငန်းတယ်လို့တဲ့ဗျဣဇဒဟာယုံနာအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနာအပြက်တွေကိုပါမြင်တော့လေဒီမောင်ပရိသတ်အာကိုခြင်းလည်းလည်းမရှိဒီယုံနာပြုပြရပါပဲဒီယုံနာရဲ့ဘာတွေကျွတ်တို့လဲဒီဆရာကြီးကငါတလုံးနဲ့သုံးတဲ့ကျဲသုံးဝမ်းမြောင်းလိုက်ဘုံတိုက်တုံးဟိုက်ခဲ့ဆိုကြအောင်ညီမလို့ကမှမချမ်းဦးလည်းငါတောင်းကြီးအမြဲငဲ့တဲ့စီမဆဲနဲ့ချွေတော့အပယ်မိကအပြီးကုန်စင်ဘုံတခွေတွင်လောင်မြောက်ရှိပြောင်းနဲ့တိုက်ဟစ်ပါပြီးအမိုက်ကဝတ်လွယ်ကာမဝကိလေသာဝဝိပါကဝတောင့်တရဲ့လုံရဲ့တွေ့အောင်မတဲ့မျိုးအမိုက်ကဝတ်လွယ်အဖြစ်မစဲငါးတော်ကအာရုံပြုလိုက်တော့ဟောခုတရားနာရင်မျက်စိနာလျာကိုအဖြစ်မစဲအတိအာယုံကလေးတွေနဲ့လဲပြီးတော့ကမှဘယ်နဲ့ကျဲတဲ့တကယ်မလို့သူကသာမောက်တော့တယ်နောက်ကဖမ်းမလာလဲအခါခုတွင်တစ်ခုကဝင်ကြလေခုလိုပဲတဲ့တရားတော်လေးနဲ့မအိုးခြင်းမနဲ့အိုးမနာခြင်းမနဲ့နာမသေးခြင်းမနဲ့နာမသေးခြင်းမနဲ့သိပြီးတော့ပူဆွေးဒုက္ခတွေနဲ့အခါခုတွင်တစ်ခုကဝင်ကြဟာလေဒိခတယုံနာရဲ့လို့ဆံများနဲ့ခြေပြားပြုပြရပါပဲဒီယုံနာရဲ့အာထုရပါပဲဒီယုံနာရဲ့ဒီယုံနာကိုဟောင်းရမတင်စီနိုင်လို့ဒီမိတွေပဲလေမမဟာငြိမ့်ရမယ်လို့လက်ဒီစလိုကြီးကဒါကြောင့်အဲ့ဒီမိတွေမြင်လာတော့ကြောက်ဖွယ်ရာကြီးလို့ထင်တော့ဘယ်ဟာညာဘယ်နှချောင်းလုံးရကိုရဲမဲ့ကူးသွားပြီနော်ပဟာနာဘက်ကိုကျွတ်တူတိရဏကလွန်ခဲ့ပါပြီဗျာဘယ်လိုကြည်အကြည့်မခံရုံနာအပြစ်တွေမြင်မြန်တော့အာဓိနဝခေါ်တဲ့ညာဘယ်ဆောင်လုံးဗျဒီစင်မောနေရင်ဖြင့်ဒီဒုက္ခတွေဖြစ်တော့မှာပဲလို့သိရင်တိုက်ကြည့်ရနေတဲ့လူတွေငရင်ကလွတ်တော့တိုက်ကြည့်ပြိုပြီးတော့မယ်လို့သိရင်မနေချင်တယ်လို့ဒီယုံနာမောညီငွေတဲ့နေဘိန်းကခေါ်တဲ့ညာဘယ်နှချက်သုံးမြလွတ်ချင်းတော့ဘယ်တော့ပါလဲခန္ဓာဝန်ကြီးကလွတ်ချင်းတော့မုံစိတုကမြတာခေါ်တဲ့ညာဘယ်နှချောင်းလုံးဟိအပြန်ကြည့်ပฏิသင်္ခါညာလို့ရှင်တက်လာပြီးခါပฏิသင်္ခါညာထဲလိုက်တော့ဘယ်နှချောင်းလုံးသဘောမပေါက်မှဆိုရဉာဏ်စဉ်ကနည်းနည်းလေးတိုးနေတော့ဥပမာပြောနားလဲပါတယ်ပြိဿလူတယောက်ငါးနှိုက်တယ်လက်မောင်းရင်ထိအောင်ကျုံနှိုက်ကျွင်းနဲ့တွင်းနဲ့မေးစီတွေနဲ့ရှင်တွေနဲ့ကရင်ပန်းနဲ့ဘွက်တွေနဲ့ကလက်မောင်းရင်ထိအောင်ကျုံနှိုက်တွေးပြီပြိဿရေလဲစီကိုဆုံးပြီပြိဿဘာဆုံးပြီပြီးအောင်ပြောဒီစကားကမပြီးရင်ကြားချင်းကလွန်းလို့လဲစီငါဘွဲကဥဇတိလရွာတရွာရောက်သွားကလေးတွေပါဠိမခေါ်တတ်တော့လူကိုဥလစိတကြီးလို့ဩ
ông cố đồ gà của hiền lộ nào ngao thái à heo khó nem cái đầu lê gì xong bị đó hô tây an là biết tại gì ui bà quá ở nhà ông này gì ngày nhà ông này gì số bị đã xuôi thục à xì gì bà ha mùi ha ngày nhà mà lụt xuôi thục cả mùi gì phiền quý ta gì hồ mùi cái gì tê đê xuôi ra tê đê lụt ra là gì mùi gì tu là trẻ cha tha chừng là lụt chừng bà cháu lụt chừng vì mà lụt vô này vậy ô bà cháu lụt chừng vì mà cháu lụt chừng thế thì chúng ta là khả năng của đi qua đi ra còn mà đi lên đi ra bà ấy là lụt vô này đấy mùi gì cái gì tê đê xuôi ra tê đê lụt ra là vì mà cháu lụt mà tê ông đi mùi gì là trẻ là lụt chừng là lô đi lô hết à tê mà lụt đấy hỏi khả năng của gì mà bao giờ đây lụt chết đó là tê nát chết đó là tê bị mà chết đó là tê chỉ tê chỉ mà lụt đấy chỉ khả năng của gì của lụt chừng là mông xí đủ cái gì đó mùi gì lụt chừng là lụt u bờ mà lên là hát ta gì đó nào mùi gì không mà yang luôn đi bị câu này biết yên là đi câu đi ngang đâu cả lại là lụt biến bị đó chỉ để thằng bố gặp bất đi đến khá nhà lẽ thà cho lụt xe giang phiền này ông này đó mông xí đủ là bất đi đến khá u bờ mà biểu này là thằng bố mà bong mà số lụt xí cháo mình xí đi để bên là cháo nông hết ê cái là bù chỉ đâu cái là bù khô gì cái là mà xí hàm là biết là bù ya là bù phía đó là bù rồi ai đi nhà đuổi những câu mà về rồi ai còn năn ông bù sẽ khăng lên ông tin rằng mà này là lô cha đó lý yên này đây ông nam tên khá là bien lô bị đó bị lại để trên khá mà cái khá lô bị khá khó đấy nhà này nhà bên trong gì khó đi bất kỳ anh đang công việc không đâu bạn này xin thầy giáo đấy anh nuôi nó mà khó đấy nhà bên sẽ đông hết ấy nhà dân sẽ cái đặc biệt đó mà अच्छी khám bị cả ni này rồi u ra lúc lo khó đi cái đi bắt cả bu na này gì cái lo nhà dân cái tay gột ra bu nhà khi ai thấy cái tiền lệ bị đâu mà nhà cái lo ni mure mà ai na này ở trên nó nhà cái lo thì mà bây giờ cái gì cái liên là bị rồi đấy ho phun cái này mỗi na nhà cái lo vì bắt đầu nhưng mà lút để mất sinh ra ta đi phiền quật ra bu nhà dù gì này này bằng ngô bên lên tới xí gần ta đi phiền mấy nhau bắt ta đi phiền phố nhà cha luôn ta mà ta phố rồi cùi không nên ngã phải hoa để rất đó là sống mà lấy đó ta cái nào đó mà biểu mũi này hàng thì thế chi này u xí cái sao quá vậy đó ta bằng khi à sao lấy đi bao nhiêu đồng gì cả nát thao hi chỉ ta ấy đi đâu mà đúng à ta đã mang đến một tin gì mà là số để bông đá lũ lên đi ra khu ngã ít nhiều đó anh đã phía là để chỉ ta bông đá lũ lên là bao nhiêu đâu nhiều ấy đi lũ lên ye áp phơi phía đấy bông đá là ya khu xí mà hàng cái đó phía là để chỉ ta phơi lâu rồi bao nhiêu phía cái ấy lâu qua lâu ngà lũ lên America bắt đầu các bị là đi phía là để chế ta đấy America bao nhiêu phía là ấy lâu ngà đi ta ba màu khá say gì cả chế ta aku ngà phải phía là để lô sát đồ của bao nhiêu mùi đi bao nhiêu là bây giờ khó này ya châu bây giờ là tận na khó này ya khó làm khó luôn tận na rồi tận na khá đấy luôn khó làm khó luôn rồi này đạo lý tập phiêu gì riêng nhà bà rồi ya riêng là phiền mỗi cái gì đâu mà số ấy gì mà bà ra vào tập phiêu riêng gì bị là đó tập phiêu gì ra rồi biểu ra đi xóa ra rồi tụi mày là bây giờ đó mà yêu gì này chắc là nào này nhà chẳng đi đấy bây giờ gì biến là mà biến này đi ra thâu cả đồ lê ya châu che hoa lộ xem phải ra cái lối này thoa bây giờ đi lối ra cái này mẹ đi lối sau không thì là phải lộ biết lên mà tiền này ná mẹ ông che ya mà là bây giờ cái lối thoa là cha đi ra một không nhớ được cha bu để là đó ra
စကလုံးထွားတာဘယ်သူတော့ညကြားဘူးလားလှတော်သားပြောတဲ့စကားတွေကြားဘူးလားဟုတ်ရပါတယ်သူတို့ကလည်းသူတို့လည်းကြံလီကံတရားနာဘူးတော့ပါကုန်ပြီကြားဘူးပါတယ်ဘုရားဆိုမေးမလို့တရားသူတို့ကလည်းသိတယ်လှတော်သားကဇက်ပြက်အောင်ပြောတာရေးတာကြီးဘာပြက်အောင်ပြောတာသူတို့ကြောက်လန်းဟိုဘက်နှခမ်းဇက်ပွဲကတယ်သူတို့ကဒီဘက်က2ယောက်ထဲနှမ်းရိုးပုံမီးရှို့လှုံရင်ပြာသူလဇက်ပွဲပြက်အောင်ပြောတယ်2ယောက်နားထောင်လိုက်3ယောက်နားထောင်လိုက်နောက်10ယောက်9ယောက်20 30 50ဘာဖြစ်တာတော့ဟာသူဇက်ကလူတွေသူတို့ရှိအကုန်ရောက်လာလူတွေဘေးကထိုင်ပြီး2ယောက်ထဲစကားပြောတာဘိုက်မိတ်ရည်ရင်းနဲ့နားထောင်တာဟိုဇက်ပွဲပြက်တဲ့ဒီလိုဇက်ပြက်အောင်ပြောတဲ့လူတွေမွေးကလေးကတမင်တက်တက်သင်းလာရတာမဟုတ်ဘူးသူ့ဘာသူတက်လာတာဥလာသိဆေးတော်မတော့ရဲဘူးသူတို့ရွာဘယ်တော့ရဲမလုံးပြိတ္တာသူတို့ရွာကတကြီးဆေးတံတောက်လာတော့ဥလာသိရှိကိုလှတော်သားတယောက်ကပြောအလိုလိုဟိတ်တို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွဲတဲ့ငါးချက်ဝင်မှုတ်ကလေးခွေးချီလာတဲ့တိုင်အဲ့ဒီလိုတရလုံးပြောတာစကားပြောရင်အဲ့ဒီနောက်ဥလာသိအဲ့ဒီရွာဆေးတံမတောက်ရဲဘူးဒီထဲကျုပ်လှတော်ရောက်တော့လှတော်ကကျုပ်တို့ဝဲလက်မြို့ကိုသူတို့ရွာကချိုးရကျုပ်ကလည်းမေးကြည့်ပါဝဲလက်လန်ကောင်းရလားပြို့လို့လှတော်သားတယောက်ကိုမေးကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ခြေကားနဲ့သာသွားလို့ကတော့အဲ့ဒီဝဲလက်လန်ကကြောက်ခင်းစားသွားတော့အစာကြီးတယ်ဟောပါလမ်းကြမ်းကြမ်းနေပြောလိုက်ပြီးတော့ကိစ္စကြောက်ခဲဘယ်သူကစားရမှာလို့ကြမ်းကြမ်းဖန်ဖန်ပြောတယ်တတိယတော့ဝက်လက်ကမစည်းဘူးခရတယ်ဘာဖြစ်လို့တော့လို့ဆိုတော့အိုးနောက်ကဂလုံးဂလုံးနဲ့လမ်းတောင်းလှဲ့ကြည့်ရေစီလဲခရဝက်လက်ကနေတယ်ပြောလိုက်ပြီးတာခုတော့ရေစီလဲကလမ်းတောင်းတယ်တဲ့ဥပမာမပါပဲစကားမပြောဒီဟဲ့တရားကပြေးတာသူတို့ယွမ်နာမကျတို့ပေါက်တော့ဆိုတာရှိတယ်ဘုန်းကြီးတွေစာပြန်ပွဲကဘုန်းကြီးတွေကြက်သားတံပေါင်းနဲ့ကတ်အဲ့ဒီသွားကြည့်ပြီးပြန်လာတော့ပြောတယ်လေပါတယ်စာပြောင်းပွဲဆိုလို့သွားကြည့်ပါလက်ဆက်တတ်တော့ဖုံးကြီးအေးကိုကွာလို့ဆိုတောင်ကြီးတုံးတယ်ပြောတယ်လို့ကျန်သားတံပေါင်းနဲ့ကတ်လို့ဖုံးကြီးအေးဘုန်းကြီးတွေကလည်းစားရကွာတဲ့ဝေသာလီပြီးဘလူးကြတဲ့အတိုင်းပဲအယုံကြည်ကြအောင်စားလို့ပြောတာစကားပြောရင်ဥပမာမပါပဲမပြောဘူးကျုပ်ကမဲကြီးရခင်ဗျားတို့လှတော်သားတွေကလို့ဥပမာမပါပဲစကားမပြောတတ်ဘူးလားလို့မေးတော့ဘာပြောတယ်ထင်လို့အိုးတဲ့တပည့်တော်တို့ကဥပမာမပါပဲစကားပြောရရင်လှမ်းပြီးတို့စီးရတဲ့အတိုင်းပဲတဲ့ဟောပါလားတမင်တဲ့အလိုလိုထွက်လာစကားများခင်ဗျားတို့ဝက်လက်ကားလှတော်ကားစိတ်ကားပေါ်ရလားလို့ကျုပ်ကမေးကားပေါ်တာတော့မပြောနဲ့ကိုတော့တဲ့ပချီးခါတဲ့အတိုင်းပဲပြေးတာဒီပချီးခါလာမြင်ဘူးလားပြားကောင်လေကောင်းညမှာဒူးနဲ့ရှုပ်ပွေးနေတာပချီးခါတဲ့အတိုင်းပဲတဲ့ကားဘလောက်ဘောတဲ့တပည့်တော်တို့က RTP မှာစီးတယ်တဲ့ဘာဖြစ်လို့တော့လို့ဆိုတော့ RTP မြန်တယ်ဆိုတာဟုတ်တကူခရတဲ့ကိုနေ့ကတပည့်တော်မန္တလေး RTP စီးလိုက်သွားတယ်မြန်တယ်ဆိုတာဟုတ်တယ်တယ်မလို့ RTP ကစီးလိုက်ရတာများဘိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲအကြီးဆောင်လူတော်ကဖက်လိုက်ဘူးတဲ့ဗျာစကားတော့တရရုံပြောတယ်ပြိဿဒီတော့ပြောရအောင်စမ်းပြီလို့သူတို့ရွာသားမှာစိုင်တိုင်ကြီးဆိုတာရှိစိုင်တိုင်ကြီးကအလူဖိတ်တဲ့ဟေးတဲ့အဲ့ဒီအလူကကျွေးတာတော့ကြက်သားဟင်းပဲကွာကြက်သားဟင်းပဲစီဟေးတဲ့မစားခင်ကြက်သားဟင်းထိုင်ရှိခိုးလိုက်ရလို့မောင်ရတဲ့ဘာဖြစ်လို့လဲဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ဟောပါဒီကြက်ရင်းနဲ့ပြောလိုက်ပြီးပါတယ်ကြက်ကဖန်ဖန်ပြောတဲ့လူတွေဒီတဲ့ဘေးကသူတို့တငယ်ချင်းတယောက်တွေ့သူတငယ်ချင်းကမေးတယ်ဘယ်နဲ့တော့ဟဲ့တဲ့မင်းတို့ရှိစီးပွားရေးတဲ့မမေးပါနဲ့ကွာတဲ့စီးပွားရေးကလည်းဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲဟာစီးပွားရေးကြက်တယ်လို့ပြောတာဘေးကကြီးမေးအောင်ဒီဝလုံးကောင်းနဲ့ဆင်တိုးလို့ရတာကြက်မှန်ပြောတဲ့လူတွေဒါ
ဒါဖြင့်မင်းတို့ရှိအလုတ်ကိုင်လေးရောဟာတဲ့အလုတ်ကိုင်ကလည်းမမင်းနဲ့ဟေးတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားဦးကကြီးသွားတာဘာကြမ်းကြမ်းဖန်ဖန်နဲ့ရှောက်ပြောတာပြောပါလေဒီတဲ့ဟိုကပြောတယ်မင်းတို့ရှိသမဝါယမဆိုင်အထယ်လေးပါလေပေးရလားဟာတဲ့အထယ်ပေးမပေးတော့မမိုးနဲ့ဟေးတဲ့ကိုမိမကိုလေးထန်းဆောင်ရတယ်ဗျာတဲ့ကြီးထုံးမှကြောက်လို့အထက်မပေးဘူးပြောလိုက်ပြီးတာပဲမောပါဗျာပြောရဒီပေါင်းလှတော်သားเจ้าကတညာလုံးပြောကုံမမဟုတ်လို့ဒါပြီးကျုပ်နှစ်ဖြင့်ကမှဆက်ပြောပါမယ်ရလားနှစ်ဖြင့်ကမှဆက်ပြောပါမယ်လှတော်သားအကြောင်းကြီးဟိုလှတော်သားเจ้าကလည်းခက်တော့ခက်ကြီးပြိဿပြောတဲ့လူကလည်းပြောတတ်မှရည်ရမပြောတော့ဖက်နဲ့ပြောလဲအလကားပဲအရင်ကျုံတော့စိန်နာဝရဆိုတာခင်ဗျားတို့သိသားပဲသူလှတော်သားเจ้าနေလျှောက်ပြောတာလူတွေကမရည်ဘူးသူကကျုပ်ပြောတယ်ဘုန်းကြီးပြောတော့ရည်တာဒီကပြောတော့လူတွေကဘာဖြစ်နေတာတော့အာမဖြစ်ဘူးလို့မင်းရည်အောင်ပြောလို့မရှိတာရည်အောင်ပြောတဲ့စကားလုံးတွေပဲလို့အပြောကပါမှအပြောကကြမှဒီခင်ဗျားတို့ဒီရည်စရာတွေရှောက်ပြောရင်ကျုပ်ကလည်းတညာလုံးမိုးလင်းတောင်ကုန်မဲ့ဘုန်းကြီးမဟုတ်ပါဘူးပြောရပါရဲ့ရည်စရာတွေပိုက်သေးဒုက္ခသူအလိုလိုထွက်လာတာပါပြိဿပြောရပေမဲ့လို့လေအခုဒီနေ့မောသွားပြီဗျာမောသွားဆက်ပြောနေရင်နောက်ရဲ့ကျမ်းမာရေးကရှိသေးတယ်အခုတော့ချွေးလေးတစိုးစိုးနဲ့မောပေသည်ဟောလို့တော့ကောင်းပါရဲ့ကိုင်းတရားနာပြိဿဇတ်တော်ကိုပေါင်းပြီးပြီနော်ကျုပ်ပြန်မုန်းမယ်ပြုတ်ပါတယ်ပိဿကြီးဟောနောက်ဘဝတုန်းကပုံနာလူလင်လေးကဘာလာဖြစ်တုံကျွတ်တို့ဖရားလက်ထက်ကိုင်းအိမ်ကြမှာသာဝလုံးကောင်းနဲ့ဆင်နဲ့တက်ပေးလိုက်ကြအောင်ဘာလဲတရားမမှန်မိပဲနဲ့ဘာလဲပိဿကြီးနောက်ဘဝတုန်းကလူလင်ကကျွတ်တို့ဖရားလက်ထက်ဘာလာဖြစ်တုံညီတော်အာနန္ဒာဟိုအမေလို့သူကဘယ်သူလာဖြစ်တော့ဗဒကပိတာပြီးပြီဗဒကပိလာနီမဟုတ်ဖြည်းဖြည်းပါဠိဆိုတာလွယ်ရတယ်မှားတာမရောရဘူးရှက်လည်းမရှက်ပါနဲ့ဘာဖြစ်လို့ကျုပ်ပြင်ပေးမှာပေါ့မှားပါစေဖြည်းရင်းကိုကျုပ်ကဂျေနတ်တဲ့ဘုန်းကြီးဗဒ္ဓကပိလာနီဘာတဲ့တို့မျိုးအိမ်ကြရင်တော့အကုန်လုံးဗဒ္ဓတွေဘာတွေကိုကဖြစ်ကုန်ဗဒ္ဓကပိလာနီနော်ဟိုအဖေလို့သူကဘယ်သူတော့ရှင်မဟာကတ္တဗဒေသကြီးအဖေလို့သူကဘယ်သူတော့ရှင်မဟာကတ္တဗဟိုကျွတ်တို့ဓိတပါမောက္ခဆရာကြီးကဘယ်သူဖြစ်လာတော့ဟမ်ဒီတန်ပါမောက္ခဆရာကြီးကကျွတ်တို့ဖရာလက်ထက်ဘာလာဖြစ်တော့မြတ်စွာဘုရားဘာလာဖြစ်တော့ပြိဿကဲဒါဖြင့်ဇတ်တော်ပေါင်းမိသွားပါလားပြိဿဇတ်တော်ပေါင်းမိရင်ဖြင့်ကိုသားကိုတကာမဓာတ်လို့ပေးထားတဲ့အမီနဲ့လဲဟာဇတ်ထုတ်ကလည်းဆုံးသွားပါသဖြင့်ဒီကနေ့တော့မေတ္တာပို့ကြပါစို့12နာရီခွဲတော့မှ10မိနစ်လိုပါတယ်ဗျာကဲဆိုကြတကဘာလုံးမှာမြတ်တာချမ်းသာကိုစိတ်မြဲပါစေအလုံးကိုယနေ့နဲ့ကြွရောက်လာကြတဲ့တရားနာပိသကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိသကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပြီအပြစ်တွေ့ကြလည်းခြေရင်းနဲ့ဖုံမုံးစိတ်တွေပြစ်ပြသည်ဒီတော်မိမိတို့အိမ်ရာဌာနသို့နိဝတံတို့သီးခန္ဓာပြန်ကြပြီတော့နိဝတံတို့မေတ္တာရဲ့ပခါဖြန်လိုက်တဲ့ပြစ်ပရာလေးဝေးရကြမြစီရောခြေတရာဆွေကလျောင်းဒီကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း